အဲ့တော့တရားရှာကိုမှတွေ့ဆိုတာကိုယ်ခန္ဓာကိုယ်ထဲမှာပဲတရားဆိုတာရှာအဲ့တော့ရှာတဲ့အခါမှာလက်နဲ့တွေလိုအပ်တယ်ပေါ့အဲ့ဒီလက်နဲ့ကဘာလို့ဆိုရင်တတိရဲ့ပညာရဲ့တမာတိရဲ့ဝိရိယရဲ့ဒါကြောင့်မို့လို့ဘူ၅ပါးတို့အလုံးသိကြမှာပဲဣန္ဒြေ၅ပါးတို့ဘူ၅ပါးတို့ဆိုတတ္တဝိရိယတတိတမာတိပညာနော်နံပါတ်1ကယုံကြည်ချက်ပဲယုံကြည်ချက်ကတော့ရှေ့ပြေးအနေနဲ့ထားတာတကယ်အလုပ်လုပ်တာကဝိရိယရဲ့တတိရဲ့တမာတိရဲ့ပညာရဲ့အဲ့ဒီဟာမရှိဘဲနဲ့ကမ္မထာအလုပ်ဆိုမဖြစ်နိုင်ဘူးကမ္မထာထုတ်တယ်ဆိုတာနံပါတ်1တရားကပို့ဆောင်ပေးတာဝိရိယရဲ့တတိရဲ့တမာတိရဲ့ပညာရဲ့ဒါကတကယ်အလုပ်လုပ်နေကြတာအဲ့တော့မဲခင်၈ပါးအသေးစိတ်ပြောပြန်တော့လည်းပဲ၅ခုကလုပ်နေတာသမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပသမ္မာဝါယာမသမ္မာတတိသမ္မာသမာဓိတရားထုတ်တယ်ဆိုတာအဲ့ဒီလက်နက်တွေနဲ့အသုံးချပြီးတော့နေတာလွယ်လွယ်နဲ့ရသလားဆိုမရဘူးအချိုးကြကြလုံလဝိရိယလည်းရှိရမယ်လုံလဝိရိယနဲ့ဘာကိုတားတာတော့ဆိုပြင်းစိတ်ကိုတားနေရကမ္မထာထုတ်လို့ရှိရင်ငိုက်တာတို့ပြင်းစိတ်တို့ကတော့အလွယ်လေးရောက်လာမှာပဲသူ့ကိုဖိတ်ခေါ်ထားသလိုပဲကမ္မထာထိုင်လိုက်တာနဲ့လူဟာအိတ်ချင်လာအဲ့ဒါစေတသိကဝိရိယအားနည်းနေတယ်လို့ကိုတတိထားမှာစိတ်ကိုပြန်တင်းပြီးတော့ကမ္မထာအုံနဲ့မှလန်းဆန်းနေအောင်လုပ်အောင်အဲ့ဒါမပါလို့ရှိရင်ကောသစ္စာဆိုတဲ့အပြင်ထိနမိတ်တာဝယ်ပြီးလွှမ်းမိုးသွားမှာပဲအဲ့လွှမ်းမိုးသွားတာအဲ့ဒါကမ္မထာမဟုတ်တော့ဘလောက်ထိုင်နေထိုင်တာပဲရှိတယ်တင်မချွတ်တဲ့အောင်ထိုင်ချွတ်တဲ့ယုံပဲရှိမယ်ဘာတရားတို့မှရမှာမဟုတ်ဘူးအဲ့ဒါထိုင်တိုင်းအကျိုးရှိတာတော့မဟုတ်ဘူးအလုံးဟာကိုကြိုးစားအထောက်ဒါမှမဟုတ်အတ္တဟိအတ္တနောနာထောဆိုတာအဲ့ဒါပြောတာအချင်းတကယ်ကိုအားကိုးရမှာကိုပဲကိုယ်တိုင်လုံးရမှာဖြစ်တယ်ကိုမလုံးလို့ညာတဝတ္တလုံးနေနဲ့ညာတဝတ္တဘဝကဘယ်တော့မှမတက်ဘူးဒီတိုင်းပဲနေမှာပဲတရားထုတ်တဲ့အလုပ်ဟာလိမ်လို့ညာလို့အကောင်းဆုံးလို့ပြောမှာဖြစ်တယ်ဘာလို့ဆိုငုတ်တုတ်ထိုင်နေရင်တရားထိုင်နေတယ်အောင်းမိတ်နေကြတာစိတ်ကတောင်ရောက်မြောက်ရောက်နေလို့ရှိရင်ဒါတရားထိုင်တာမဟုတ်ဘူးနော်တရားထိုင်တာမဟုတ်ဘူးမတရားတာတွေလည်းဒီတိုင်းထိုင်ခြင်းထိုင်နေမှာပဲကျိတ္တာဘဏ္ဍခါဝင်တရားဘဏ္ဍခါထိုင်မှုတွေပြောဒါတွေကတွက်เสียမလို့ကျိတ္တာဘဏ္ဍခါဝင်ထားတယ်ဆိုတော့အဲ့ဒါဘဏ္ဍခါဝင်သူ့ရဲ့အရည်ချင်းဟာအပြောအဆိုအလောက်ကိုင်ပေါ်မှာပေါ်နေမှာပဲနော်ပေါ်နေမှာပဲတရားရှိလားမရှိလားဆိုတော့လဲလူဟာသိတာထင်ရှားနေတယ်တရားရလာတဲ့ပုဂ္ဂိုလ်တရားဟာစိတ်ဓာတ်ကိုနူးညံ့သွားတယ်တရားရလာပြီးတော့ဟိုဘုန်းကြီးဝမချနိုင်ဒီဘုန်းကြီးဝမချနိုင်ဆိုတဲ့ပုဂ္ဂိုလ်မျိုးတွေလည်းအများကြီးပဲဗမာပြည်မှာနော်အဲ့ဒီလိုတွေဟာဓမ္မနာဖြစ်သွားတာပဲငါသိတယ်ကျန်တဲ့ပုဂ္ဂိုလ်မသိဘူးဘယ်လောက်ထိအောင်ဆိုးတုံဆိုလို့ရှိရင်တေချာမသိပဲနဲ့မလုံးသင့်ဘူးတေချာသိအောင်သင်တယ်ပေါ့နော်